ဖုန်ကြီးเจ้าဘယ်เจ้าမဆိုသင်္ကန်းကိုလက်တုပ်နဲ့လက်နှီးတွေလုံနေတာကိုလဲတရားပြတားမြစ်စကားချွေပေးပါအောင်အရှင်ဘုရားတဲ့ဟုတ်တယ်တချို့ဖုန်ကြီးเจ้าတွေမှာအလှူအတန်းလုပ်ပြီးဆိုရင်လူတွေကိုထမင်းကျွေးတဲ့အခါမှာသင်္ကန်းကိုလက်တုပ်လုပ်ထားတာတွေ့ဘူးတဲ့နော်အဲ့ဒီလိုမလုပ်တဲ့ကြောင်းဦးစင်ပြောတဲ့အခါမှာတချို့ကမကြိုက်ကြဘူးကြိုက်မကြိုက်ဒီမှာထပ်ပြီးပြောလိုက်ပါဦးမယ်နော်ပပိစိတပရိဘောဂောဟိအဂါရိကာနံစေတိယထာနိယောဟိတိတာအောင်ပြပါအောင်ပပိစိတပရိဘောဂောယဟန်တော်တို့ဤတပိတ်သင်္ကန်းစတဲ့အသုံးအဆောင်ပစ္စည်းများသည်အဂါရိကာနံလူဝတ်ကြောင့်တို့အားစေတိယထာနိယောစေတီထိုက်ကုန်ဤဝါပူဇော်ထိုက်ကုန်ဤလို့ဆိုထားတဲ့အတွက်ယဟန်တော်တွေဝတ်ယုံတဲ့သင်္ကန်းဟာလူဝတ်ကြောင့်တွေအတွက်ကိုးကွယ်ရာစေတီထိုက်တာကြောင့်သင်္ကန်းကိုလူဝတ်ကြောင့်တွေအနေနဲ့လက်တုပ်တို့လက်နီးဆုပ်တို့မလုပ်ကောင်းပါဘူးเนาะဒါဒီကိုလည်းရှောင်ကျင်ပါလို့အထူးသတိပေးလိုက်ပါတယ်